တရုတ်နိုင်ငံပေကျင်းမြို့မှာကွန်ဖူးပညာရှင်မစ္စတာဟန်တစ်ဖြစ်လဲဟန်ရှိဖူကကွန်ဖူးသင်တန်းကျောင်းဖွင့်ထားပါတယ်။သူ့ရဲ့သင်ရိုးအခြေခံကတော့အင်ဂျီချိုပြန်ဝဲကနေစားပါတယ်။လီဖောင်ကလည်းသူ့သင်တန်းမှာအတော်လေးထူးချွန်တဲ့တစ်ဖက်တစ်ယောက်ဖြစ်ပါတယ်။ဆရာဝန်တစ်ယောက်ဖြစ်တဲ့သူ့အမေကတိတ်မကြခင်နယူးယောက်ကိုပြောင်းတော့မှမို့ပေကျင်းကနေဘဲမှမသွားခြင်းနဲ့လီဖောင်ကသူ့အမေကိုရှောင်နေပါတယ်။သူ့အမေကလီဖောင်ကွန်ဖူးသင်တာကိုလည်းသဘောမကျပဲအကြောင်းကတော့လီဖောင်ရဲ့အကိုကကွန်ဖူးကြောင့်ပဲဆုံးမသွားခဲ့ရလို့ဖြစ်ပါတယ်။မစ္စတာဟန်ကပါအမေရိကန်ကိုမပြောင်းဖို့ဝင်ဖြောင်းပြပေးပေမဲ့သူ့အမေကတော့ဆုံးဖြတ်ပြီးပြီဖြစ်တဲ့အပြင်အမေတစ်ခုသားတစ်ခုမို့လီဖောင်လဲလိုက်သွားရပါတယ်။ရရောက်ချင်းနေမှာပဲညစာထွက်ဝဲတော့သူတို့ရက်ကွက်ကဘဲပီဇာဆိုင်မှာမရတဲ့ပီဇာမှာမိလို့အလောင်းခံလိုက်ရပါတယ်။ဆိုင်ပိုင်ရှင်ကဆက်ဆံရေးမပြေပြစ်ပေမဲ့ဆိုင်ရှင်သမီးကတော့အပြောချိုလို့အဆင်ပြေခဲ့ပါတယ်။နောက်တည့်ရက်ကျောင်းတက်ရတော့ရောင်းလဲလဲနဲ့ပဲကျောင်းကိုလျှောက်သွားပါတယ်။ငငယ်တည်းကအင်္ဂလိပ်ကျောင်းမှာတက်ခဲ့ရလို့ဘာသာစကားအခက်အခဲမရှိပေမဲ့ဘလို့မှအသားမကျပဲတနေ့လုံးဟိုရောင်တီရောင်ဖြစ်ပြီးညနေကျအိမ်ပြန်လာပါတယ်။လမ်းကြားထဲမှာပီဇာဆိုင်ရကောင်မလေးကိုတွေ့တော့သူသိတဲ့တယောက်တည်းသောသူနဲ့မိတ်ဆွေဖွဲ့ရအောင်သွားမိတ်ဆက်ပါတယ်။ကောင်မလေးနာမည်ကမီယာဖြစ်ပြီးလီကအပြောချိုချိုနဲ့အထုပ်တွေကူတဲ့ပြီးတော့နှစ်ယောက်အတူအိမ်ပြန်လာပြသွားပါတယ်။လီကခရာတေးသင်တန်းတစ်ခုကိုတွေ့တော့စိတ်ဝင်စားလို့ငေးနေတော့မီယာကခရာတေးသင်ခြင်းရဲ့နောက်ဒီသင်တန်းကလူတွေနဲ့လုံးဝသွားမပတ်သက်နဲ့လို့သတိပေးပါတယ်။အကြောင်းကတော့သင်တန်းပိုင်ရှင်စီမှာမီယာတို့ကအကျွေးတင်နေတဲ့အပြင်သင်တန်းမှာအတော်ဆုံးကော်နာကလည်းမီယာရဲ့ရီစာဟောင်းဖြစ်နေလို့ဖြစ်ပါတယ်။ကော်နာကသူတို့ပြတ်သွားပြီးမကြခင်မှာပဲမီယာနောက်တစ်ယောက်နဲ့ရှောက်သွားနေတာသိတော့စိတ်တူသွားပါတယ်။မီယာကတရုတ်ဆိုင်တစ်ခုမှဈေးဝင်ဝဲတော့လီကတရုတ်စကားနဲ့ဈေးစစ်ပေးလိုက်တာကြောင့်မီယာအထင်ကြီးသွားပါတယ်။မီယာကသူ့ကိုလည်းတရုတ်စကားသင်ပေးဖို့ပြောတော့လီကလည်းအပြန်အလှန်အနေနဲ့သူ့ကိုနယူးယောက်အကြောင်းသင်ပေးဖို့ပြန်ပြောပါတယ်။နောက်တစ်ရက်မှာတော့နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့မြို့ပတ်ကြပါတယ်။ဆိုင်ကယ်ဘိန်းပေါက်သွားလို့မြေအောင်ရထားနဲ့အိမ်ပြန်လာတော့ကော်နာရောက်လာပြီးလီကိုရန်စားပါတယ်။မီယာကပြဿနာမဖြစ်အောင်ရထားပေါ်ကဆင်းဖို့အလုံးမှာပဲကော်နာကလီမျက်နှာကိုတစ်ချက်ထိုးလိုက်ပါတယ်။နင်းနေညညခရာတေးပဲလေ့ကျင့်နေတဲ့ကော်နာကနယူးယောက်မှာနှစ်တိုင်းကျင်းပတဲ့9မြို့နယ်ခရာတေးပြိုင်ပွဲရဲ့9နှစ်ဆက်တိုက်ချန်ပီယံလည်းဖြစ်ပါတယ်။လီကမျက်ကွင်းတစ်ဖက်ညိုလာတာကြောင့်မျက်နှာကဒဏ်ရာကိုဖုံးပေးဖို့မီယာကသူ့အဖေစီခေါ်သွားပါတယ်။မီယာရဲ့အဖေဖီတာကလက်ဝဲသမားဟောင်းမို့သူမိမမသိအောင်ဒဏ်ရာတွေကိုမိတ်ကပ်နဲ့ဖုံးတာကြွကျင်ပါတယ်။ဒီကိုလည်းမိတ်ကပ်နဲ့ဖုံးပေးလိုက်ပေမဲ့သူ့အမေကမြင်ပြအောင်မြင်သွားပါတယ်။ရံဖြစ်လာတာမဟုတ်ဘူးလို့ရှင်းပြပေမဲ့သူ့အမေကတော့ထိုးကြိတ်တာနဲ့ပတ်သက်ရင်ဘာမှထပ်မလုပ်ဖို့သတိပေးပါတယ်။လီစာထဲမှာပဲအာရုံရှိပြီးတက္ကသိုလ်ဝင်ခွင့်ရဖို့သူ့ကျောင်းကစီနီယာတယောက်ကိုဂိုက်ဆရာအဖြစ်ငှားပေးထားပါတယ်။ဒါပေမဲ့လီကတော့ကွန်ဖူးလေ့ကျင့်ခြင်းစိတ်ပဲရှိနေလို့ဆုံးသွားတဲ့သူ့အကိုကိုလည်းသတိရနေပါတယ်။လီရဲ့အကိုကကွန်ဖူးမှာအရင်တော်ပြီးလီကိုငကားကန်ချက်လို့ခေါ်တဲ့သူ့ရဲ့ကိုယ်ပိုင်တိုင်းကွက်ကိုလည်းသင်ပေးခဲ့ပါတယ်။ခန္ဓာကိုယ်ကိုလေပေါ်မှာ2ပတ်လောက်လှည့်ပြီးရန်သူကိုကန်ရတဲ့အကွက်ကလီအတွက်ခက်ခဲပေမဲ့တကယ်အသုံးလိုတဲ့အခါတက်သွားလိမ့်မယ်လို့သူ့အကိုကပြောခဲ့ပါတယ်။နောက်တစ်ရက်မှာလည်းကော်နာကကြောင်းထိလိုက်လာပြီးလီကိုရန်စပြန်ပါတယ်။ဒီတစ်ခါမှာတော့လီကသီးမခံနိုင်တော့လို့ပြန်ချပေမဲ့ကော်နာကိုမနိုင်မဲ့ငကားကန်ချက်နဲ့ကန်လိုက်တော့လေကော်နာကလွယ်လွယ်လေးကောင်တာပြီးသူ့ကိုအမှောက်သေးလိုက်ပါတယ်။အဲ့ဒီညမှာပဲဗေတာစီကိုလူမိုက်တစုကထုတ်တွေနဲ့အကျွေးလာတောင်းပါတယ်။ခေါင်းကိုဒုံးနဲ့အရှိုက်ခံလိုက်ရတာကိုလီတွေ့သွားတော့မနေတာတော့ပဲဝင်ကူညီလိုက်ပါတယ်။အကျွေးလာတောင်းတဲ့3ယောက်လုံးကိုအိမ်ပြန်ပြေးအောင်စော်နိုင်လိုက်တဲ့အတွက်ဗေတာကကျေးဇူးလက်တင်အထင်လဲကြီးသွားပါတယ်။အကျွေးပတ်နေတဲ့ဗေတာကအကျွေးတွေကြေအောင်ဆက်ဖို့လက်ဝဲပြန်ထိုးခြင်းနေပါတယ်။နှစ်ပွဲလောက်နိုင်ရင်တော့အကျွေးကြေမှမို့သူ့ကိုကွန်ဖူးသင်ပေးဖို့တောင်းဆိုပေမဲ့လီကတော့သူ့အမေတားထားလို့ညင်ပါတယ်။ဒါပေမဲ့ညင်းခဲ့တာကိုစိတ်မဖြောင်းလို့ပေကျင်းမှာရှိနေတဲ့ဆရာစီကိုဖုန်းဆက်ပြီးအဖြစ်အပျက်တွေအကုန်လုံးကိုပြောပြပါတယ်။ဟန်ရှိဖူကကိုတင်ပေးလိုက်လို့သူ့အတွက်ဘေးမဖြစ်ပဲအကူအညီဖြစ်မယ်ဆိုရင်တင်ပေးလိုက်လို့ပြောတော့လီလက်ဗေတာကိုကွန်ဖူးသင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။မီယာကတော့သူ့အဖေလက်ဝဲပြန်ထိုးမှာကိုမကြိုက်လို့နှစ်ယောက်လုံးကိုစူပေမဲ့ဗေတာကအကျွေးကြေတဲ့အထိတပွဲနှစ်ပွဲပဲထိုးမှာပါလို့ပြောတာနဲ့မီယာလည်းသဘောတူလိုက်ပါတယ်။တားမရလို့သာခွင့်ပြုလိုက်ပေမဲ့သူ့အဖေတခုခုဖြစ်ရင်အသေးပဲလို့လီကိုကျင်းထားပါတယ်။အဲ့လိုနဲ့ပဲလီကဗေတာကိုဟန်ရှိဖူသင်ပေးခဲ့တယ်လို့ကွန်ဖူးရဲ့ပထမဆုံးစီးမြင့်အရာရာကကွန်ဖူးဆိုတာကနေစပြီးလေ့ကျင့်ပေးပါတယ်။ဗေတာကလက်ဝဲသမားမို့တိုက်ခိုက်ရင်မမတ်ကြီးဖြစ်နေလို့လှုပ်ရှားမှုတွေကကွန်ဖူးဆန်ဆန်စီစဉ်နေအောင်လေ့ကျင့်ရပါတယ်။လက်တန်ရှည်တာကအာသာချက်ဆိုပေမဲ့ပြိုင်ဘက်နဲ့အရှမ်းကတ်နေရင်ထိုးဖို့အခွင့်မသာတော့တာကလည်းအာနေချက်ဖြစ်ပါတယ်။အဲ့ဒါကြောင့်ကတ်နေလဲထိုးနိုင်အောင်ဘရုစ်လီရဲ့တလက်မလက်သီးထိုးနီသင်ပေးပါတယ်။ဗီတာကတဖြည်းဖြည်းတိုးတက်လာတော့မီယာလည်းသူ့အဖေတပွဲနှစ်ပွဲလောက်တော့နိုင်ပါတယ်လို့ယုံကြည်ချက်ရှိလာပါတယ်။ဒီကတော့သူ့အကိုရဲ့ဓာတ်ပုံကိုမြင်မိတိုင်းသူဒီလိုသင်ပေးနေတာမှားနေလားဆိုတဲ့အတွေ့ဝင်နေပါတယ်။လီရဲ့အကိုကကွန်ဖူးပြိုင်ပွဲမှာနိုင်လို့စုရပြီးပြန်လာတဲ့တညမှာရှုံးသွားတဲ့ပြိုင်ဘက်ကမကျေနပ်လို့သူ့အပေါင်းဘာတွေနဲ့ပြဿနာလာရှာပါတယ်။သူ့ကိုဓာတ်နဲ့အထိုးခံလိုက်ရပြီးကူညီဖို့အော်ပြောနေပေမဲ့လီကသွေးလန့်ပြီးဘာမှမလုပ်နိုင်ပဲရက်ကြည့်နေခဲ့မိပါတယ်။သူမကူညီခဲ့လို့သူ့ကိုတေးသွားရတယ်ဆိုတဲ့စိတ်တန်ရာကခုချိန်ထိမပြောက်သေးသလိုသူ့အမေကလည်းအဲ့ဒီနေ့ကစပြီးရန်ဖြစ်တာတွေကွန်ဖူးတွေအကုန်လုံးကိုတားမြစ်လိုက်ပါတယ်
ဒီအကြောင်းတွေဗီတာကိုပြောပြတော့ဗီတာကအဲ့ဒီအပြစ်ရှိစိတ်တွေကိုမဖြောင်းနိုင်ရင်အဲ့ဒီစိတ်ကမင်းကိုဝါမျိုးသွားလိမ့်မယ်လို့သူ့ဆရာကိုဆုံးမပါတယ်ဗီတာလည်းလေ့ကျင့်လို့ရပြီဆိုတော့ပွဲတယ်ပြီးထိုးပါတယ်နားထားတာကြာပြီးမို့သွေးနေလို့ပထမအချီမှာနည်းနည်းခံလိုက်ရပေမဲ့သွေးပူသွားတဲ့ဒုတိယအချီမှာတော့လက်ရည်ကတိတိတသာတက်လာပါတယ်ပြိုင်ဘက်ကိုတလက်မထိုးချက်နဲ့ပထမဆုံးလဲအောင်ထိုးနိုင်လိုက်သလိုအပြက်အသက်သားနေတာကြောင့်အနိုင်ကတေချာနေပါတယ်ဒါပေမဲ့သူ့အကျွေးရှင်ကဗီတာကိုရှုံးစေခြင်းလို့ညှစ်ထားပြီးပြိုင်ဘက်ကတထောင်တွေပါတုံလာပါတယ်ဇက်တိုက်စီကံဖောက်နေပေမဲ့ဒိုင်းကပွဲမရက်ပေးလို့ဗီတာဒဏ်ရာပြင်းပြင်းရပြီးမထနိုင်ဖြစ်သွားပါတယ်လီကတော့သူ့ကိုကိစ္စတုန်းကလိုပဲသူ့ကြောင့်ဒီလိုဖြစ်တာဆိုတဲ့စိတ်နဲ့ဆေးရုံတင်လိုက်ရတဲ့အချိန်မှတောင်ကြောင်အန်းနေပြီးမိယာခေါ်တာလည်းမလိုက်ပဲကြံနေခဲ့ပါတယ်ဆရာဝန်ဖြစ်တဲ့လီရဲ့အမေကလည်းဒီကိစ္စမှာသူ့သားပတ်သက်နေတာကိုသိသွားပါတယ်လီကတော့ဗီတာကိုရောမိယာကိုပါမျက်နှာချင်းမဆိုင်ရဲလောက်အောင်ကြိုးပြန်နေပါတယ်ဟန်ရှိဖူကဖုန်းတွေခေါ်တာလည်းမကင်တာကြောင့်ဟန်ကနယူးယောက်ထိလိုက်လာပြီးနောက်နေ့မှာဗီတာကိုသွားတွေ့ကြပါတယ်မိဟာကသူ့ကိုအကြီးအကျယ်စိတ်ဆိုးနေပေမဲ့ဗီတာကတော့ဘာကြောင့်သူ့သွေးပြတ်သွားတယ်ဆိုတာသိနေလို့ဒါတွေအားလုံးကလီရဲ့တောင်ဝန်မဟုတ်ဘူးဆိုပြီးပြန်နှိမ့်သိမ့်ပေးပါတယ်အကျွေးဆက်ဖို့ဆိုင်ရောအိမ်ကိုပါရှောင်းရတော့မှမို့လီကပိုစိတ်မကောင်းဖြစ်နေပါတယ်ဟန်ရှိဖူကဖြစ်ချောင်းကုန်စင်သိသွားတော့မင်းသူ့ကိုကူညီနိုင်မယ်ဆိုကူညီမလားလို့မေးပါတယ်လီကလည်းကူညီမယ်လို့ပြောတော့9မျိုးနယ်ခရာတေးပြိုင်ပွဲကိုဝင်ပြိုင်ခိုင်းပါတယ်ဒီပွဲမှာနိုင်ရင်ရမယ့်စုကြီးကအကျွေးဆက်ဖို့လောက်တာသိပေမဲ့လီကတိုက်တာခိုက်တာတွေဘာမှမလုပ်ချင်တော့လို့ညင်ပါတယ်သူဘာပြောဟန်ရှိဖူကစိုးစီစဉ်ပြီး2ရက်အတွင်းလေ့ကျင့်မှုနေရာရှာခိုင်းပါတယ်9မျိုးနယ်ခရာတေးပြိုင်ပွဲဆိုတဲ့အတိုင်းဒီပွဲကိုကွန်ဖူးနဲ့ဝင်ပြိုင်လို့မရပဲခရာတေးသုံးဖို့လိုပါတယ်ပြိုင်ပွဲရောက်ဖို့က10ရက်ပဲလိုတော့တာမို့တပတ်အတွင်းခရာတေးသင်ပေးနိုင်မယ့်ဆရာတယောက်ကိုသွားခေါ်ပါတယ်သူကတော့ခရာတေးဆရာကြီးမီယာဂီရဲ့တပည့်ဒန်နီယယ်လာရူဆိုဖြစ်ပါတယ်မီယာဂီတွေကမျိုးရိုးအစဉ်အဆက်ရိုးရာခရာတေးကိုလက်ဆင့်ကမ်းလာခဲ့ကြပြီးမီယာဂီခရာတေးရဲ့ဖခင်ကြီးကတော့မီယာဂီရှင်းဖို့ဖြစ်ပါတယ်တန်ငါတဲ့တယောက်ဖြစ်တဲ့မီယာဂီရှင်းဖို့ကတနေ့ငါးဖမ်းလေပေါ်မှာစာကေးမူပြီးအိပ်ပျော်သွားလို့လှေကတရုတ်ကန်ရိုးရမ်းဘက်ကိုရောက်မှမသိရှောက်သွားပါတယ်အဲ့ဒီမှာဟမ်မီသားစုကသူ့ကိုခေါ်ထားပြီးကွန်ဖူးကိုလည်းသင်ပေးခဲ့ပါတယ်မီယာဂီရှင်းဖို့ဂျပန်ကိုပြန်လာတော့သူတက်ထားတဲ့ခရာတေးရဲ့သူသင်လာတဲ့ကွန်ဖူးရဲ့ကိုပေါင်းဆက်ပြီးမီယာဂီခရာတေးကိုဖန်တီးခဲ့ပါတယ်အဲ့ဒီချိန်ကစလို့ဒီနေ့အထိဟမ်မီသားစုနဲ့မီယာဂီမိသားစုသူတို့ရဲ့ကွန်ဖူးနဲ့ခရာတေးကတစ်ပင်တစ်ပင်ကတစ်ကိုင်းနှစ်ကိုင်းလိုမျိုးဆက်နွယ်နေပါတယ်ဒီအကြောင်းတွေကိုမီယာဂီဆန်းစေးရဲ့တပည့်ရင်းဖြစ်တဲ့ဒန်နီယယ်ကလည်းသူ့ဆရာပြောပြထားလို့သိပါတယ်ဟန်ကလီကိုခရာတေးသင်ပေးဖို့တောင်းဆိုတော့ဒန်နီယယ်ကနယူးယောက်ထိလိုက်မလာနိုင်ဘူးလို့ညင်းပေမဲ့ဟန်ကတော့လိုက်လာမယ်ဆိုတာဘိုင်သေးတွက်ပြီးပြန်လာပါတယ်တစ်ဖက်မှာလီကလည်းခရာတေးလေ့ကျင့်ဖို့နေရာရှာနေပါတယ်ကံကောင်းချင်တော့သူ့ရဲ့ဂိုက်ဆရာအဲလန်ကသူ့အမွေရထားတဲ့ခေါမိုးတက်ကပန်းဥယျာဉ်မှာလေ့ကျင့်ခွင့်ပေးလို့အဆင်ပြေသွားပါတယ်နောက်ရက်ကစပြီးလီကအပြင်းအထန်လေ့ကျင့်ရပါတယ်သူ့အမေကတော့ခွင့်မပြုတာကြောင့်ဟန်ကသူဒီလိုလုပ်တာတိုက်ခိုက်ဖို့တခုတည်းမဟုတ်ပဲလီကိုအပြစ်ရှိစိတ်ကြီးနဲ့ဆက်ရှင်တန်နေတာကိုရပ်တန့်ပေးဖို့သူကြောက်နေတဲ့အရာကိုကြော်လွှမ်းနိုင်အောင်ကူညီတာလို့ဖြောင်းပြတော့သူ့အမေလည်းလက်ခံထားလိုက်ပါတယ်ဟန်မျောလင့်ထားသလိုပဲဒန်နီယယ်ကလည်းဆက်ဆိုင်မြန်မြန်ရှောက်လာပါတယ်တပတ်အတွင်းခရာတေးသင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ဒန်နီယယ်ကပြောပေမဲ့လီရဲ့ကွန်ဖူးအခြေခံကိုမြင်လိုက်ရတဲ့အခါမှာတော့တပတ်အတွင်းဖြစ်နိုင်တယ်လို့စိတ်ပြောင်းသွားပါတယ်ဒန်နီယယ်ကအခြေခံကနေစမတင်တော့ပဲလီရဲ့ကွန်ဖူးအခြေခံပေါ်မှာခရာတေးကိုထပ်ပေါင်းပြီးသင်ပေးပါတယ်လီကဒန်နီယယ်ဆန်းစေးစီကနေအကွက်တစ်လေးတင်လိုက်ဟန်ရှိဖူကပညာဆန်းလိုက်နေမှုဆရာနှစ်ယောက်ရဲ့တန်ကိုအလူအလဲခံနေရပါတယ်ဒီကြားထဲစိတ်ဆိုးနေတဲ့မီယာကိုချောဖို့လဲကြိုးစားရပါသေးတယ်အဲလန်ပေးတဲ့အကြံအတိုင်းသူမှမသိအောင်ပြီးစားမှာပြီးမီယာလာပို့တော့အဲလန်ရဲ့ဒေါ်ကီတွေနဲ့ပဲချော်လိုက်တာစိတ်ဆိုးပြေသွားပါတယ်သူတို့သားဖားအတွက်ဒီလိုတိုက်ခိုက်စရာမလိုပါဘူးလို့မီယာကပြောပေမဲ့လီကမီယာတို့အတွက်တည်းမဟုတ်ပဲသူ့အတွက်သူလှုပ်တာလည်းဖြစ်ပါတယ်အဲ့လိုနဲ့ပြိုင်ပွဲနေ့ရောက်လာတော့ပထမဆုံးလူရွေးပွဲဝင်ရပါတယ်ပြိုင်ပွဲစည်းကမ်းတွေကတော့ရှင်းမှတ်ရတာဖြစ်စေတစ်ဖက်ပြိုင်ဘက်ကိုအလဲထိုးနိုင်ရင်ဖြစ်စေနိုင်မှာဖြစ်ပါတယ်တိုက်ကွက်ကခန္ဓာကိုယ်ကိုထိရင်တစ်မှတ်ခေါင်းကိုထိရင်2မှတ်ရပါတယ်ပထမဆုံးပြိုင်ပွဲမှာလီကဗုဒ္ဓစတီဗန်ဆိုတဲ့ပြိုင်ဘက်ရဲ့ခေါင်းကိုကန်ပြီး3မှတ်အလဲထိုးနဲ့နိုင်လိုက်ပါတယ်နောက်ပွဲစဉ်တွေကိုလည်းလွယ်လွယ်ပဲနိုင်ပြီးဆီမီဖိုင်နယ်တက်လာသလိုချန်ပီယံဟောင်းကော်နာကလည်းပြိုင်ဘက်တွေကိုအေးဆေးမှောက်သိပြီးဖိုင်နယ်ထိတက်လာပါတယ်လီကလည်းဖိုင်နယ်ထိရောက်လာတော့နောက်ပေါက်လေးလူတွင်ကျဲဖြစ်လာတာကိုမကျေနပ်တဲ့လူတွေကပြဿနာရှာခြင်းပဲမဲ့ဆရာနှစ်ယောက်လက်ချက်နဲ့တင်ကြိုးကန်ကုန်ကြပါတယ်ကော်နာကတော့လွယ်လွယ်နိုင်မဲ့ပြိုင်ပွဲမဟုတ်တာကြောင့်ဆရာတွေကသူတို့တပည့်ကြီးဖိုင်နယ်မှာနိုင်ဖို့နီလန်ရှာကြပါတယ်ကြားတစ်ကောင်ကိုနိုင်ဖို့လိုအပ်တာကပိုတန်မားတဲ့ကြားမဟုတ်ပဲကြားထောင်ကြောင်းဖြစ်ပါတယ်ကော်နာကအမြဲတမ်းဒေါသထွက်နေတဲ့အတွက်အဲ့ဒီဒေါသကိုတံပြန်နိုင်မဲ့တစ်ခွက်ကိုဒန်နီယယ်ဆန်းစေးကပြတော့ဟန်ကသူ့နီးကပိုကောင်းတယ်ဆိုပြီးနောက်တစ်ခွက်ထပ်ပြပါတယ်ဒန်နီယယ်ကလည်းကွန်ဖူးမဟုတ်တဲ့ခရာတေးနီလန်ကပိုကောင်းတယ်ဆိုပြီးတစ်ခွက်ပြလိုက်ဟန်ကအကျောမခံချင်လို့နောက်တစ်ခွက်ပြလိုက်နဲ့လီကမပြိုင်ခင်မှတင်အယိုးငါးချောင်းလောက်ကျိုးနေပါတယ်ဆရာနှစ်ယောက်ကတော့တင်ပေးတာထက်အချင်းချင်းပညာပြိုင်နေပြီးဗဇက်ကသာတစ်တပင်တွေကအကိုင်းနှကိုင်းလို့ပြောနေပေမဲ့ဘယ်တစ်ကိုင်းကပိုကြီးတယ်ဆိုတာကိုပဲတပည့်ရှိမှသက်သေပြခြင်းနေပါတယ်
အဲ့ဒါကြောင့်လီလဲဆရာများသားတည်မဖြစ်ရအောင်သူ့ဘာသာပဲလေ့ကျင့်နေလိုက်ပါတယ်ဆရာနှစ်ယောက်ကတော့သူတို့ရဲ့အမွေအနှစ်ကိုလက်ဆင့်ကမ်းပေးလိုက်တိုင်းအမှားဆိုတာမရှိဘူးတဲ့အတွက်သူတို့ရဲ့တပည့်ကိုယ်စီကိုခုံယူနေကြပါတယ်နောက်တစ်ရက်မှာလီနဂါကန်ချက်ကိုလေ့ကျင့်နေတာတွေ့တော့ဒန်နီယယ်ကသဘောကျသွားပါတယ်နဂါကန်ချက်နဲ့ကောနာကိုတိုက်ဖူးဝင်မဲ့ခြေထောက်တစ်ချက်ထဲနဲ့လွယ်လွယ်ဖြတ်ချလိုက်လို့ရှုံးသွားကြောင်းလီကပြောတော့ဒန်နီယယ်ကအဲ့ဒီအကွက်ကိုပြန်သုံးပြီးထောင်ချောက်ဆင်ဖို့အကြံရသွားပါတယ်နဂါကန်ချက်ကခန္ဓာကိုယ်တစ်ခုလုံးလေးပေါ်မြောက်တက်သွားတယ်ဆိုတာကိုသိနေတဲ့ကောနာကဒီတိုက်ကွက်ကိုမြင်တာနဲ့အပေါ်ကိုပဲကံမှသိကြပါတယ်သူအပေါ်ကိုကံဖို့ခြေထောက်မြောက်လိုက်တော့လီကအောက်ကငုံဝင်ပြီးကောနာကိုပြန်တိုက်ခိုက်ဖို့အတွက်လေ့ကျင့်ခိုင်းပါတယ်လီကဘူရာကလူဝင်ပေါက်ရဲ့တာအောက်ကိုနဂါကန်ချက်နဲ့ဝင်နိုင်အောင်အထက်ထက်လေ့ကျင့်ရပါတယ်နဂါကန်ချက်ကိုတဆင့်မြင့်ပြီးအနှိတ်ခြေကန်ချက်တစ်ခုထပ်ပေါင်းတဲ့သူ့ရဲ့တိုင်းကွက်အသစ်ကိုနောက်ဆုံးမှာတော့လေ့ကျင့်အောင်မြင်သွားပါတယ်အဲ့လိုနဲ့ final ပွဲစဉ်တွေကိုရောက်လာပြီးဒီပွဲကိုတော့သူ့အမေကိုယ်တိုင်လာအားပေးတာကြောင့်လီပြောသွားပါတယ်ပြိုင်ပွဲအစမှာတင်ကော်နာကလီကိုတဲကြီးမဲကြီးတိုက်ခိုက်ပါတယ်။ခေါင်းကိုထီလို့2မှတ်ကိုနှစ်ခါကန်လို့2မှတ်ရပြီးကော်နာက4မှတ်အပြတ်နဲ့ဦးဆောင်နေပါတယ်။ဒါပေမဲ့လီကလည်းဆရာ2ယောက်ရဲ့နီးပြစကိလ်ကြောင့်ပြန်ကမ်းပတ်နိုင်လိုက်ပြီးဂန်နဝင်တလက်မှထိုးချက်နဲ့ပဲပထမဆုံးအမှတ်ကိုယူနိုင်လိုက်ပါတယ်။သူတို့ပြန်ကိုတို့ပြန်စော်ကြရင်နောက်ထပ်လည်းအမှတ်တွေဆက်တိုက်တက်လာတော့ဆရာ2ယောက်ကအဲ့ဒီအကွက်ကသူတင်ပေးတာငါတင်ပေးတာနဲ့ပြိုင်ရင်းနေကြပါတယ်။လီက9မှတ်ရနေချိန်မှာပဲကော်နာကခေါင်းကိုကန်လိုက်လို့နှစ်ဖက်လုံး9မှတ်စီနဲ့နောက်ဆုံးတစ်ကွက်ကအဆုံးအဖြတ်ဖြစ်လာပါတယ်။လီကသူ့ရဲ့နဂါကန်ချက်ကို3ချိန်ရောက်ပြီးမို့ထုတ်သွင်းလိုက်တော့ဒီအကွက်ကိုအနိုင်ပိုင်းမှုတဲ့ကော်နာကအရင်လိုပဲအမြင့်ကန်ချက်နဲ့တံပြန်လိုက်ပေမဲ့လီကခြေထောက်အောက်ကိုရှိုးဝင်ပြီးထောက်ထားတဲ့ခြေထောက်ကိုဖြတ်ကန်လိုက်ပါတယ်။ဟန်ချက်ပြတ်သွားတဲ့ကော်နာရဲ့ရင်ဘတ်ကိုနောက်တစ်ချက်ထပ်ကန်လိုက်တာကြောင့်လီက10မှတ်နဲ့အနိုင်ရသွားပါတယ်။အရှုံးကိုလက်မခံနိုင်တဲ့ကော်နာကနောက်ကနေ6တိုက်ခိုက်ပေမဲ့လီကကွန်ဖူးကွက်နဲ့ချုပ်ပြီးခရာတေးကွက်နဲ့ကင်ပေါက်လိုက်ပါတယ်။ဆရာ2ယောက်ရဲ့ရှေ့ဆောင်လမ်းပြမှုတွေကြောင့်လီဖောင်က9မြို့နယ်ခရာတေးပွဲကိုသာမကသူ့ရဲ့အကြောက်တရားကိုပါအနိုင်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။